English နဲ့ပတ်သက်ပြီးတော့ကိုယ့်ရဲ့ level ကိုတဆင့်မြင့်ချင်တဲ့သူလေးတွေကသင်တန်းနဲ့တက်လို့မအားဘူးပေါ့နော်အိမ်မှာကိုယ့်ဘာသာကိုပဲ self study လေးလုပ်ရှင်တဲ့သူတွေအတွက်ချာစာအုပ်လေးကိုလမ်းညွှန်ပေးခြင်းတယ်ပေါ့နော်ဒီစာအုပ်လေးကတော့ Charity Headway ပဲဖြစ်တယ်ပေါ့နော် Charity Headway စာအုပ်လေးပဲဖြစ်ပါတယ်ဒီစာအုပ်ဒီအရောင်လေးကတော့ဒါ beginner ပေါ့နော် Charity beginner color လေးပဲဖြစ်တယ်ပေါ့နော်သူကဆိုလို့ရှိရင် Charity မှာဟိုပါပေါ့6ခုထွက်တယ်ပေါ့နော် level အဆင့်6ခုထွက်ပါတယ်ကိုယ့် level လိုက်ကိုယ့်ဘာသာကိုလေ့လာလို့ရတာပေါ့နော်ဒီစာအုပ်လေးကိုဒီ class ဒီ class မှာလေဒီစာအုပ်လေးကိုပဲသုံးတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဒီစာအုပ်လေးอ่ะဆိုလို့ရှိရင်သူကဒီပုံလေးတွေနေပေါ့နော်ဟိုတချို့စာအုပ်တွေဆိုရင်စာကြီးပဲလေ့လာရတယ်เนาะအဲ့လိုမျိုးမဟုတ်ခဲနဲ့သူကကြတော့ဒီလိုမျိုးပုံလေးတွေနဲ့သွားတဲ့အတွက်ကြောင့်မို့လို့လေသူကနည်းနည်းလေးစိတ်စာအုပ်လေးလုံးချင်တဲ့စိတ် attractive ဖြစ်တယ်လို့ခြေကတော့ခံစားမိတယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်မို့လို့ခြေကဒါမျိုးလေးသဘောကျတယ်ပြီးတဲ့အခါမှာဆိုလို့ရှိရင်တစ်ခုနဲ့တစ်ခုကလည်းချိန်ဆက်မိအောင်ပေါ့နော်နည်းနည်းလွယ်လေးတွေကနေပြီးတော့တဖြည်းဖြည်းခက်ခက်သွားတာမျိုးဖြစ်တဲ့အတွက်ကြောင့်မို့လို့စာလေးလာရတယ်လွယ်ကူတယ်ဟိုစာလေးလာနေနဲ့ဘိုးရင်းမဖြစ်တော့ဘူးပေါ့နော်အဲ့ဒီအတွက်ကြောင့်မို့ခြေကဒါလေးရွေးချက်တည်တယ်ပေါ့နော်ဒါကတော့ခြေတို့ဒီစာအုပ်အပိုင်းကိုပြောပြတာပေါ့နော်ဒီအထဲမှာပါတဲ့သင်ခန်းစာအပြင်ဆိုလို့ရှိရင်လည်းခြေတို့ကဒီသူကဆိုလို့ရှိရင်ခြေတို့ဒီ listening speaking reading writing ဆိုတဲ့ 4 skills လုံးကိုဒီမျှတတနဲ့အကုန်လုံးထည့်ပေးထားတယ်သူ့စာအုပ်အတိုင်းကိုဒါတေးကြနာလိုက်လို့မယ်ဆိုလို့ရှိရင်ခြေတို့ဒီ 4 skills လုံးကိုအကုန်လုံးကိုရတယ်ပေါ့နော်4 skills လုံးရမှာဖြစ်တယ်ပေါ့နော်ပြီးတဲ့အခါမှာအဲ့တက်ပို့ပြီးတော့နောက်ထပ်ထပ်ပြီးတော့ vocab တွေလည်းထပ်ပြီးတော့ထည့်ပေးထားရတယ်လည်းတွေ့ရတယ်ပေါ့နော်အဲ့ဥစ္စာဆိုလို့ရှိရင်လည်းသူက attractive ဖြစ်တဲ့ပုံစံမျိုးနဲ့ထည့်ပေးထားဖြစ်တဲ့အကြောင်းမျိုးလေ့လာခြင်းစိတ်ဖြစ်စေတယ်ပေါ့နော်နောက်တစ်ခုအနေနဲ့ကကြတော့ grammar ပိုင်းပေါ့နော် grammar ပိုင်းဆိုလို့ရှိရင်လည်းကိုယ့်ကို self study လေ့လာခြင်းတဲ့သူတွေအနေနဲ့ဆိုလို့ရှိရင်ကြတော့နောက်ဆုံးနေအနေနဲ့မှာဒါမျိုးလေးပေါ့နော် grammar လေးတွေကိုဒါမျိုးလေးတစ်ဆင့်ချင်းစီရှင်းပြထားတာဖြစ်တဲ့အကြောင်းမို့ကိုယ့်ဘာသာကိုလေ့လာခြင်းတဲ့သူလေးတွေအတွက်ကလည်းလေ့လာလို့ရတယ်ပေါ့နော်ဒါပေမဲ့တစ်ခုရှိတာကကြတော့သူကဒီမှာ English to English ပဲတော့ရှင်းထားတာမျိုးပေါ့နော်အဲ့ဒီကြောင့်မို့လို့တချို့တွေက English ကိုနားမလည်တဲ့သူလေးတွေတော့ရှိကောင်းရှိနိုင်တာပေါ့နော်ဒါမျိုးလေးဆိုလို့ရှိရင်တော့ချဲရဲ့ဒီ class မှာသင်တန်းလေးလာ join လို့ရတယ်ပေါ့နော်ချဲဒီစာအုပ်လေးကိုသုံးပြီးတော့ဖွင့်ထားတဲ့သင်တန်းလေးအခု17လပိုင်း9ရက်နေ့မှာဖွင့်ဖို့ရှိတယ်ပေါ့နော်ကိုယ့်အတကို self study လေ့လာခြင်းတဲ့သူလေးတွေအတွက်ကလည်းလွယ်ကူကူနဲ့လေ့လာလို့ရတာပဲဖြစ်ပါတယ်ဘာလို့ဆိုတော့သူရဲ့ဒီ audio voice တွေပါဆိုရှင်ကျတော့ YouTube မှာရှာလိုက်လို့ရှိလို့ရှင်တန်းရတယ်ပေါ့နော်သူကဆိုရှင်ကျတော့ student book မှာ work book မှာကိုသူကဒီ listening practice လုပ်လို့ရတဲ့ exercise လေးထည့်ပေးထားဖြစ်တဲ့အတွက်အရန်မှအဆင်ပြေတယ်ပေါ့နော်အဲကြောင့်မို့ကျတော့ self study လုပ်ချင်တဲ့သူတွေအတွက်ဒီ hardware စာအုပ်လေးကိုလမ်းညွှန်ပေးချင်တာပဲဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်တတား